တငယ်ချင်း2ယောက်ရဲ့ very first trip ဒီကကျမနဲ့10နှစ်กว่าတဲ့တငယ်ချင်းတွေဖြစ်ပါတယ်မတွေ့ခင်ဒီလမ်းနေမှာခဲ့ပြီးတော့လည်းစက်မှာလမ်းပြကျရောက်လာပြီလေမကောင်လေးကတော့ရှုပ်ရှက်ခတ်လာတဲ့ဘန်ကောက်လမ်းနေပေါ်မှာလမ်းနေမှားနေကြရင်နဲ့ကျမတို့လေစိတ်ကနေလာကြူတာနောက်ကျသွားခဲ့ပါတယ်ခောက်ရရင်ဝင်တာလည်းညဦးပိုင်းဖြစ်သွားတာပေါ့နော်ညနေပိုင်းလည်းမဲ့အစီအစဉ်လေးကတော့ဟိုတယ်ကိုပဲတန်းသွားပါတယ်ရှင်ညဘက်ကြီးဂလမ်ဘင်းကိုရောက်လာတာ room tour လေးပြမယ်ပေါ့အထဲမှာပေါ့ဆိုဝါးဝဲဒီဘက်ကကြည့်လိုက်ပါ Hello အော်ဒီမှာအိမ်သာဒီချိုးကန်ခေါင်းရိုင်သွားဖို့စပြီးတော့တိုင်ပင်တွေက glamping fight လေးပဲတဲမယ်လို့ဆုံးဖြတ်ခဲ့ရပါတော့ဒီနာစားမှာပေါ့နော်ဒီနေ့ကတော့ခောက်ရရဲ့ first day ပေါ့နားလေဟုတ်တယ်ခောက်ရရောက်ချင်းပထမဆုံးညအောင်မူကထလေးစားမရမယ်ဆိုပြီးတော့စိတ်ကူးရင်ခဲ့ရပေါ့နော်ကိုရီရောက်သွားတဲ့ချိန်ကလည်းညဦးပိုင်းဒီနာစားတဲ့ချိန်ဖြစ်သွားတော့အတော်ပဲဖြစ်သွားတာပေါ့ပြည့်ရည်ပါရောခင်နေပြီရောလဲကုန်ဆက်တယ်ဟုတ်ရတယ်ဒီနာစားပြီးသွားပါပြီကွာ Cheers ဘာလုပ်နေရပါလဲအကိုကြီးOkay breakfast buffet ကမြင်ခဲ့တဲ့အတိုင်းပဲတာမန်ပါပဲ my friend ဒီနေရာမနေ့ညတော့ကမူကထစားတဲ့ dining area outdoor place ပေါ့နော်မင်္ဂလာပါအမပျော်ရဲ့လားပျော်ပါတယ်စားနော်ကျမရဲ့မွေးနေ့ပေါ့ Okayဒီနေရာလေးရမ်းလာနေနာရှင်းသိတ်ကောင်းပါရှိဟုတ်တယ်ရှိနေကြကျုံလုံးလေးအတင်းထုတ်လိုက်အောင်မယ်တချို့တွေက breakfast buffet ဆိုတာနဲ့တန်အောင်စားနေကြတာပေါ့နော်အမှားနေကနည်းနည်းမြင့်လာပြီးမနှဲမျက်လုံးကိုပြူးထားတယ်နေရရှိန်လာတော့အပြုံးနေရတော့တတ်မဝင်တော့ဘူးကျမတို့ခီးစင်တစ်ခုလောက်မှတ်သားတင်နေရပါတော့ဒီအကိုကြီးကတော့အိမ်မှာ supporting လုပ်ပေးရပါ driver အကိုကြီးပါဒီကားလေးကတော့သူ့မရဲ့ကားပါကျမတို့အီတလီမရောက်ဘူးပြင်မဲ့အီတလီနဲ့အရန်တူရလို့ပြောကြတယ် Toscana Valley ကအထဲကိုဝင်ဖို့အတွက်အထဲက coffee sign သို့မဟုတ် restaurant hotel တစ်ခုခုက reservation လုပ်ရဲဆိုတော့ကျမတို့ဒီမှာနှစ်ပတ်လောက်ပတ်နေခဲ့ကြရပေါ့နော်ရောက်ချင်းအဲ့ဒါနဲ့ reception နဲ့ဝင်ပြီးတော့စုံစမ်းမိမြန်ရတယ်ပေါ့နော်ပေးလိုက်တဲ့ map ကပြင်ရ coffee sign တွေကိုပြထားတဲ့ map ပေါ့နော်ကိုရီးယားအထဲကိုသွားချင်တာဆိုတော့အထဲကဆိုင်တွေကိုပြထားတဲ့ pamphlet တွေကနေဘယ်ဆိုင်ကိုသွားမလဲကိုခေါင်းချင်းဆိုင်ကားရဲပြန်ပြီးတော့ဆွေးနွေးရပြီပေါ့နော်ကိုကသွားမဲ့ဆိုင်ရပြီဆိုလို့ရှိရင် online ကနေ booking လမ်းလုပ်ပြီးတော့ရလာတဲ့ booking ID ကိုလုံခြုံရေးဂိတ်မှာပြပြီးလို့ရှိရင်အထဲဝင်လို့ရပါတယ်ဆက်ရကောပေးစားပေးမယ်
တကယ်ချင်း2ယောက်ရဲ့ very first trip ပါပေါ့နော်အသက်20ခေါ်မှာအဲ့ပါ28ဖြစ်သွားပြီနော်ငါကျမနဲ့10နှစ်กว่าတဲ့တကယ်ချင်းတွေဖြစ်ပါတယ် BFF ဆိုပေမဲ့အသက်ကတော့10နှစ်กว่าBye. Ôi, nếu ta giữ đi đâu vậy rồi cái sai mà. lunchtime ရောက်ဖို့လည်းလိုနေသေးရတယ်ဘန်တာချန် spring ကို Google Map ကကြည့်လိုက်တယ် temporarily closed ဆိုပြီးတော့ပြောထားတာပေါ့အရင်သွားကြည့်လိုက်မယ်ဆိုပြီးကြည့်လိုက်တော့ဖွင့်ပါတယ်ပုဂ္ဂိုလ်လေလော်တာကတော့နိုင်ဝက်ကိုတယောက်ကိုဘတ်100ပေးရတယ်ပေါ့နော်တော်သေးရဲ့နိုင်ဝက်ပဲယူလိုက်ပြီးတော့လက်တွေညောင်းလိုက်တာဆိုတာဒါပေမဲ့ကောင်းပါတယ်နေ့လည်စာစားချိန်တိုင်ရင်ဆိုတော့ထမင်းစားတော့ပိုကောင်းသွားတာပေါ့နော်မိုင်းပေးရိုင်ခါဝါဟုတ်လေဝါဖြစ်သွားတယ်လေဝါSao rồi à? Đó. Đi ăn đi em ha. Đi ăn đi mẹ đi cái là mình thay. Rồi đó. Thì nó mua xe rồi thế mà ly ông lo chứ. Câu chuyện lên. Wind so strong on the ground. Blades are spinning fast and free. Windmill power for you and me. Windmill turn, wind makes it spin. Watch it burn. Windmill turn, energy comes. Watch it learn. White and tall, standing proud. Windmill spinning long and loud. Catching breezes from the sky. Windmill joy, flying high. Windmill turn, wind makes it spin. Watch it burn. Windmill turn, energy comes. Watch it learn. အေးပြရတယ်လက်ရှိတော့ပြန်ပါပြီလက်ထပ်ပါပါ